ချစ်တော်မိတ်ဆွေဒီနေ့ကမ္ဘာလောကကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ဟိုဘက်နှစ်ပေါင်း3000 4000 BC ခေတ် BC 2000လောက်ကတည်းကနေ BC 2000ကျော်လောက်ကတည်းကနေဖျားသခင်ရဲ့နှုတ်ကပတ်တော်ပရောဖက်ပြုထားချက်အရာဒီနေ့အားလုံးပြည့်စုံနေပြီဖြစ်တယ်လူရဲ့အသက်တာလည်းတစ်နှစ်ထက်တစ်နှစ်ဟုတ်လားတက်တန်းတွေလည်းတူလာကြတယ်ကနဦးလူသားတွေဖြစ်တဲ့အာဒံရဲ့အသက်ကဘယ်လောက်ရှိလဲ930ရှိတယ်အာဗြဟံတို့မောရှေတို့ရဲ့အသက်တွေက100ကျော်ရှိတယ်120 130 150 400တမဟောင်းကျမ်းကယုံကြည်သူတွေရဲ့အသက်ဟုတ်လားဒါမဲ့တဖြည်းဖြည်းအသက်တွေတူတောင်းလာတယ်အခုကကျွန်တော်တို့အတိကတင်းချိုင်းမှာတော့ကြည့်ပါဦးတင်းချိုင်းမှာတော့ကြည့်ပါအသက်40အောက်ပဲအများဆုံးတည်နေတာကိုကျွန်တော်တို့တွေ့ရပါတယ်တင်းချိုင်းမှာရေးထားတဲ့မြုပ်နှံထားတဲ့တင်းချိုင်းမှာကားတိုင်ကလေးနဲ့စိုက်ထူမှာအဲ့မှာရေးထားတယ်မောင်တက်ချေအသက်6လဟလားဥဘဒူတော်ဘဒူမောင်ဘဒူမဘဒူဥဘဒူအသက်က45အောက်40အောက်ဒီကြီးပဲဖြစ်နေတယ်လူတွေရဲ့အသက်ကတအားတူတောင်းတဲ့အချိန်ဖြစ်တယ်ဒါကြောင့်ဒီနေ့တချို့ခရိယာတွေကပြောတယ်ယေရှုခရစ်တော်ဖခင်ကိုယုံကြည်လက်ခံလို့ရှိရင်ဘာဘဲဒုက္ခမှမတွေ့တော့ဘူးလို့တရားဟောတဲ့ဆရာတွေရှိအဲ့ဒါကမှားတာအာဒါနဲ့အေဝအပြစ်နုန်တဲ့ကြဆင်းသွားကြတဲ့နေအာဒါနဲ့အေဝကနေမွေးလာတဲ့လူတိုင်းဟာဦးနာတေခြင်းနဲ့မကင်းတော့ဘူးဦးနာတေခြင်းဆိုတာလူတိုင်းတွေ့ကြုံရမှာဖြစ်တယ်တေးတာချင်းမတူတာပဲရှိတယ်တချို့ကသူများတတ်လို့တေးတာရှိတယ်ကိုအစိတ်တောက်ပြီးတေးတာရှိတယ်ပြီးတော့ဦးပြီးနာပြီးတေးတာရှိတယ်ဘယ်လိုပဲတေးဘုရားသခင်ကချိန်ထားတယ်ကပ္ပဦးကျမ်းအခန်းကြီး3အငယ်19မှာဟုတ်လားမြေမုံကလာတဲ့အတွက်မြေမုံကိုပြန်ရမယ်လို့ပြောတယ်ဆိုတော့ဦးနာတေးခြင်းကယုံကြည်သူလည်းကြုံရမယ်ဟုတ်လားလူရဲ့ဇရာဆိုတာယုံကြည်သူလည်းကြုံရမယ်မယုံကြည်သူလည်းလူသားမိုင်အလုံးကြုံရမှာဖြစ်တယ်တခုပဲလူဟာလောကကြီးမှာတဲ့သဘောနဲ့အသက်ရှင်တာဖြစ်တယ်အခုခေတ်ကစူးစမ်းပါလို့ဒီအသက်80 100ဆိုတာအင်မတန်မှရှားပါသွားပြီအသက်90အောက်ထားပါဘူးအဲ့ဒီလောက်လောကကြီးမှာအသက်ရှင်နေတဲ့အချိန်ကိုကမတည်တတ်မဲ့လူပဲကိုတေးနောင်တမလူမှာကိုရဲ့ဝိညာဉ်ပဲရောက်မလဲဆိုတာကိုမစင်စားပဲနဲ့အမှုမဲ့အမတ်မဲ့အသက်ရှင်နေတဲ့လူသားတွေမြောက်များစွာရှိတယ်အဲ့ဒီလူတွေအတွက်တနာစရာကောင်းပါတယ်ဘာသာတရားတိုင်းကကောင်းတယ်ဘာသာတရားတိုင်းကဘယ်လိုတွင်တင်လဲကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်လို့တွင်တင်ကြတယ်ကောင်းတာမလုပ်နိုင်တဲ့လူကကောင်းရာမရောက်နိုင်ဘူးလုပ်နိုင်တဲ့လူမှရောက်မယ်ဒါဆိုအရင်တော့ကကျွန်တော်ကဘယ်ဘာသာမှမကူးကွယ်ဘူးဘယ်နတ်မှမကူးကွယ်တဲ့ဖျားမဲ့ဘာသာမဲ့အဖေစီကနေမွေးလာတဲ့သားဖြစ်တယ်ကွန်မြူနစ်ဇမ်ဖြစ်တယ်ဒါမဲ့ကျွန်တော်စိတ်အထင်ထဲမှာဘယ်ဘာသာမှမကူးကွယ်ပေမဲ့ဒီဘာသာတရားတွေဟောတာတော့ကျွန်တော်ကြားဘူးတယ်ကျွန်တော်ခရိယန်ထဲမှာလည်းဖျားကြောင်းသွားဘူးတယ်ဘုဒ္ဓဘာသာဖုန်ကြီးကြောင်းမှာတွေလည်းကျွန်တော်သွားဘူးတယ်ဆွန်းနောင်ပုဘူးတယ်ကျွန်တော်ဟုတ်လားတရားနာဘူးတယ်သူတို့ပြောတာတွေအားလုံးကတူနေတယ်ဘာသာတိုင်းကဘာပြောလဲကောင်းတာလုပ်ရင်ကောင်းရာရောက်မယ်လို့ပြောတယ်ဒါမဲ့ကျွန်တော်ကလုံးဝမကောင်းခဲ့ပါဘူးကောင်းတာဘာတစ်ခုမှမလုပ်နိုင်ဘူးဘာလို့လဲအမြဲတမ်းစိတ်တူတတ်တဲ့အရက်တောက်တဲ့ညီဘရဲ့ပတ်စံခိုးတယ်အလူငွေဟုတ်လားအလူငွေတော့ခိုးတယ်လို့ဖြစ်တယ်ချက်စားဖို့ဆန်တပီလောက်အမေကဝယ်ထားရင်အကုန်လုံးခူးရောင်းလိုက်တယ်ဥခွက်ပကံအတော်ဒီဥခွက်ပကံဝယ်ထားရင်အကုန်လုံးခူးရောင်းလိုက်တယ်အဲ့ဒီလူကကောင်းတာလုံးဝမလုပ်နိုင်တဲ့ကျွန်တော်စိတ်ထဲမှာဘာပဲရှိလဲကောင်းတာလုပ်နိုင်တဲ့လူပဲနောင်တုံလူမှာကောင်းရာရောက်မှာပဲငါလူကောင်ကကောင်းရာရောက်မှာမဟုတ်ဘူးတေလည်းမထူပါဘူးဆိုမှကျွန်တော်မူကြီးစေဝါရဲ့ကြေးကျွန်ဖြစ်ခဲ့တယ်ဟလာမူကြီးစေဝါရဲ့ကြေးကျွန်ဖြစ်ခဲ့တယ်ဒါပေမဲ့တနေ့တော့အခါမှာ
ကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲခြင်းပြောင်းလဲပေးနိုင်တဲ့နှုတ်ကပတ်တော်ကကျွန်တော်ကြားလာတယ်အဲ့ဒီနှုတ်ကပတ်တော်ဟောကြားတဲ့ဧဝံဂေလိဆရာ2ယောက်ကိုဒီအများတိတဲ့စကားနဲ့ပြောမှဆိုတရားဟောဆရာ2ယောက်ကိုဘုရားသခင်ကကျွန်တော်တို့ရွာထဲကိုပူဆောင်ပေးတယ်ဟိုသူများအိမ်မှာနှုတ်ကပတ်တော်တင်တယ်အိမ်ရှင်ကကျွန်တော်ကိုလာခေါ်တယ်နားထောင်ရအောင်ကျွန်တော်ကနားထောင်ချင်လို့တော့နားထောင်တာမဟုတ်ဘူးကျွန်တော်နားထဲမှာဝင်တဲ့ဟာတွေဟောရင်ကျွန်တော်ဘက်ကွာနဲ့လက်ပစ်ဖို့အရက်ကမူးမူးနဲ့ကျွန်တော်တွားတာဖြစ်တယ်ဒါမဲ့အဲ့ဒီမှာရောက်သွားတဲ့ခါကျတော့ကျွန်တော်နားထောင်ကြည့်တယ်။အော်တခင်ယေရှုခရစ်တော်ဖျားဆိုတာခရိယန်တွေရဲ့ဖျားမဟုတ်ဘူး။တရှိတမဲ့ယူပအရာအယူပအရာစัจ java လာတစ်ခုလုံးကိုဖန်ဆင်းတော်ဖျားလူကိုဖန်ဆင်းတော်ဖျားအပြစ်သားဖြစ်တဲ့လူသားတွေကောင်းတာမလုပ်နိုင်တဲ့သူကိုတော်လည်းကောင်းတာလုပ်နိုင်တဲ့သူကိုတော်လည်းကောင်းအားလုံးအပြစ်သားတွေဖြစ်တဲ့တော့လူသားမှန်ရင်အလုံးငရဲတော်ရမယ်ဟုတ်လားဒါကြောင့်လူတွေကအဲ့ဒီငရဲကလွတ်အောင်ကိုတိုင်မဆွမ်းဆောင်နိုင်ဘူးမလွတ်ယူနိုင်ဘူးဘာသာရေးကောင်းဆောင်တွေလည်းမလွတ်ပေးနိုင်ဘူးဒါပေမဲ့အဲ့ဒီလူတွေအပြစ်သားတွေဖြစ်တဲ့အတွက်ငရဲတော်ရမှာဖြစ်တယ်ဖျားတခင်နဲ့ထာဝရခွဲခွာရမှာဖြစ်တယ်ဘယ်တော့မှဦးနာတေခြင်းမရှိတဲ့ထာဝရတေလို့မရတဲ့ငရဲမြေအိုင်ထဲမှာပြင်းပြစွာတော့လောင်ကျွမ်းခြင်းဝေဒနာကိုတွားခံစားရမှာဖြစ်တယ်အဲ့ဒီလိုအပြစ်ကြောင့်ကိုခံရမယ်အဖို့အခကိုလဘကတိုင်မှာသူကိုယ်တိုင်ပေးဆက်ခဲ့တယ်လူသားရှိသည်များအားလုံးရဲ့ဘာသာတိုင်းလူမျိုးတိုင်းရဲ့အပြစ်တွေအားလုံးကိုသူ့အပေါ်မှာတင်လိုက်တယ်လို့ဟေရှာယအနာဂတိကျမ်းအခန်းကြီး53အငယ်6မှာပြောတယ်အဲ့ဒါအဲ့ဒီယေရှုဖျားအပြစ်ရဲ့အခတေခြင်းဆိုတဲ့ပထမတေတာကခန္ဓာမြေကြီးထဲရောက်သွားတာဒုတိယတေတာကဒုတိယတေခြင်းဆိုတာဒီဝိညာဉ်ထာဝရငရေမြေအိုင်ထဲသွားတာအဲ့ဒါကိုဒုတိယတေခြင်းလို့ပြောတယ်အဲ့ဒီအပြစ်ရဲ့အခတေခြင်းဆိုတဲ့အပြစ်ကျွေးကိုငရေမှာဆက်ရမှာကိုယေရှုခရစ်တော်ဘုရားကကိုစားလဝကတိုင်မှာအတေခံပြီးမှဆက်ပေးခဲ့တယ်3ရက်မြောက်တော့နေ့မှာတေခြင်းကိုအောင်မြင်ထမြောက်တော်ဘုရားသူကိုမိမိရဲ့ကယ်တင်ပိုင်ရှိအဖြစ်စိတ်နှလုံးထဲမှာအကျွမ်းမဲ့ယုံကြည်လက်ခံတော့သူရဲ့အထဲမှာသူကျင့်ဝတ်ပြီးတော့မှထာဝရအသက်ရှင်တော့ဖျားကျင့်ဝတ်တဲ့အခါမှာထာဝရအသက်ကိုရလာတယ်ဆိုတာကိုကြားတဲ့အခါမှာကျွန်တော်အကျွမ်းမဲ့ယုံကြည်လက်ခံလိုက်တယ်ယုံကြည်လက်ခံလိုက်တဲ့နေ့ကစပြီးကျွန်တော်ခရစ်ယာန်ဖြစ်သွားတာမဟုတ်ဘူးဖျားသားဖြစ်သွားတာငရဲကလွတ်မြောက်သွားတာအပြစ်တွေအားလုံးယေရှုကျွန်တော်အပြစ်တွေအလုံးယေရှုလက်ဝါးကားတိုင်မှာပေးဆက်ပြီးပြီဆိုတာကိုယုံကြည်လက်ခံလိုက်တဲ့နေ့ကနေစပြီးကျွန်တော်လူမကောင်းတဲ့လူကဖျားအတုံးပြုတဲ့လူဖြစ်လာတယ်အသက်တာပြောင်းလဲခြင်းပြောင်းလဲသွားတယ်အဲ့ဒါကိုယ့်ရဲ့တတ်ဆွမ်းနိုင်ခြင်းမဟုတ်ဘဲနဲ့ဖျားကကျွန်တော်အထက်ကနေလှုပ်ဆောင်သွားတာဖြစ်တယ်ဒါကြောင့်ဒီနေ့ခရိယန်တွေတချို့ခရိယန်တွေပြောကြတယ်ယေရှုဆိုတာခရိယန်တွေရဲ့ဖျားလို့ပြောကြတယ်မဟုတ်ဘူးတချို့ဘာသာတွေလည်းအဲ့လိုပဲမြင်ကြတယ်မဟုတ်ပါဘူးခရိယန်ဘာသာတွေလည်းဟုတ်လားယေရှုခရစ်တော်ဖျားကိုစိတ်နှလုံးထဲမှာအကျွမ်းမဲ့နေရာမပေးတဲ့လူမယုံကြည်တော့သူလက်မခံတဲ့သူကငရဲသွားမှာဖြစ်တယ်ဘယ်ဘာသာပဲလူမျိုးပဲဖြစ်ဖြစ်ယေရှုခရစ်တော်ဖျားကိုမိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်အကျွမ်းမဲ့ယုံကြည်လက်ခံတဲ့သူကနောင်တမလူမှာလုံးဝဦးနာတေခြင်းမရှိတဲ့ကောင်းကင်ရှိပြီးတော့မှဝင်စားရမှာဖြစ်တယ်ဆိုတာကိုကျွန်တော်ကြားပြီးမှကျွန်တော်ယုံကြည်လက်ခံတာဖြစ်တယ်မိတ်ဆွေတင်ပေးတာဘယ်ဘာသာမှာပဲနေကိစ္စမရှိဘူးကိုဘယ်ဘာသာမှာပဲနေဘာသာတိုင်းကကောင်းတယ်ဘာသာတိုင်းရဲ့တင်ချက်ကကောင်းပါတယ်ဒါပေမဲ့အဲ့ဒီဘာသာတိုင်းမှာနေတဲ့လူသားတွေကအပြစ်သားဖြစ်တဲ့အတွက်ဖျားရှိမှမကောင်းဘူးဒါကြောင့်ကိုမကောင်းတဲ့အတွက်ကိုကောင်းရာမွန်ညာကိုခေါ်သွားနိုင်တဲ့ကောင်းရာမွန်ညာဆိုတဲ့ကောင်းကင်ဘုံကိုခေါ်သွားနိုင်တဲ့ယေရှုခရစ်တော်ဖျားကိုကိုရဲ့စိတ်နှလုံးထဲမှာအကျွမ်းမဲ့ယုံကြည်လက်ခံမှတာလေကိုရဲ့နောင်တမလို့တော့ငရဲတော့ဆရာမလို့တော့ဘူးထာဝရကောင်းကင်ရှိပြီးတော့မှဝင်စားရမယ်ဆိုတာကိုကျွန်တော်နှုတ်ကပတ်တော်မှာတွေ့ရပါတယ်ကျွန်တော်ကိုယ်တိုင်လည်းယုံကြည်လက်ခံတဲ့နေ့ကနေစပြီးမူရစ်စေဝါလုံးဝကင်းစင်သွားတာကျွန်တော်အကြောင်းကျွန်တော်တတ်ဆွမ်းနိုင်လို့ကင်းစင်သွားတာမဟုတ်ဘူးကျွန်တော်အရင်ကတအားဖြတ်ဖို့တဲ့မူရစ်စေဝါလုံးဝမပြတ်ပါဘူးဒါပေမဲ့ကျွန်တော်အထက်မှာယေရှုခရစ်တော်ဖျားကို
နေရာပေးလိုက်တဲ့အခါမှာကျွန်တော်အထက်ကနေယေရှုခရစ်တော်ဘုရားလုတ်ပေးလိုက်တဲ့အခါမှာကျွန်တော်ရဲ့ထဲမှာယေရှုခရစ်တော်ဘုရားအသက်ရှင်တဲ့အခါမှာကျွန်တော်မူကြီးစေဝါလုံးဝပြတ်တောက်သွားတာဖြစ်တယ်စေဝါလည်းမလူဘူးဘင်းဖြတ်ဆေးလည်းမလူဘူးဘင်းဖြတ်စကန်သွားဆရာလည်းမလူဘူးကျွန်တော်ပြတ်သွားတယ်ပြီးတော့ဘုရားသခင်ရဲ့အတုံးတော်ခံတစားပလာဖြစ်လဲဘုရားသခင်ကရွေးကောက်ပြီးတော့မှအတုံးပြတာကိုခံစားရတဲ့ကျွန်တော်ဖြစ်တယ်ဆိုတာကိုကျွန်တော်ဝင်ငါတိတ်ခံချင်ပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်ပိုင်ဘာသာမှာပဲနေကောင်းပါတယ်ဘာသာတိုင်းကကောင်းတယ်ဒါမဲ့ဘာသာဆိုတာကမကောင်းတာမဟုတ်ကောင်းတာကြီးပဲတွင်တင်တယ်ကောင်းတာလို့ရင်ကောင်းရာရောက်မယ်လို့တွင်တင်တယ်ဒါမဲ့အဲ့ဒီဘာသာထဲမှာရှိတဲ့ကျွန်တော်တို့လူသားတွေအပြစ်သားဖြစ်တဲ့အတွက်ဒေါသလောဘမောဟဒီတုံးမျိုးတော့ဘယ်နည်းနဲ့မှမกินနိုင်ပါဘူးဒေါသထွက်တတ်တယ်မောဟရှိတယ်လောဘရှိတယ်လူထဲမှာဒါကြောင့်မို့အဲ့ဒါနဲ့တော့ငရဲတော့ဖို့လုံလောက်နေပါပြီဒါကြောင့်ကိုဘာလွန်ခဲ့တဲ့အချိန်မှာကိုဘလောက်ပဲမိုက်ခဲဘလောက်ခဲဆူခဲ့မိမိရဲ့မိဘတွေမိမိရဲ့အတိုင်းအဝိုင်းတွေမိမိရဲ့မိသားစုတော်မှာခွင့်မလွတ်နိုင်လောက်အောင်ပြစ်ပေရလောက်အောင်ကိုကဆူခဲ့ပေမဲ့ယေရှုခရစ်တော်ဘုရားဒီနေ့ကျွန်တော်ကိုဘယ်တော့မှမပြစ်ပေးပါဘူးဒီနေ့ကျွန်တော်တို့အပြစ်သားအတွက်လက်ဝါးကားတိုင်မှာပေးဆက်ခဲ့တဲ့ယေရှုခရစ်တော်ဘုရားကိုဒီနေ့အကျိုးမဲ့ယုံကြည်လက်ခံလိုက်ပါဒီဟာနောင်တုံလို့မှာဧကမုချကောင်းရာဘုံရောက်ဖို့လုံးဝတေချာတဲ့ယုံကြည်ခြင်းဖြစ်တယ်ဒီယုံကြည်ခြင်းဟာခရစ်ယာန်ဖြစ်သွားတာမဟုတ်ပါဘူးယေရှုခရစ်တော်ဘုရားခရစ်ယာန်ဘုရားမဟုတ်ပါဘူးဆိုတာကိုကျွန်တော်အနေငယ်ဝင်ငါတက်ခံခြင်းဖြစ်တယ်ကြားနာတဲ့သူအရောက်စီတိုင်းပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်